ပွားမှုများကိုတိုက်ရိုက်ဖြည့်ရှင်းခြင်းအိမ်ယာ9ရက်နေထိုင်ရေးရုံမှာကြိုဆိုပါတယ်ဒီဗီဒီယိုမှာကျွန်တော်တို့ဟာအိမ်9နေချိန်အတွင်းဖြစ်ပေါ်နိုင်သည့်ပြဿနာများကိုဘယ်လိုအဖြေရှာဖြည့်ရှင်းရမည်ကိုလေ့လာသွားမှာဖြစ်ပါတယ်အိမ်9ရက်နေထိုင်ရေးရုံမှာအိမ်ပိုင်ရှင်များနှင့်အိမ်9များကြားဖြစ်နေသည့်ပြဿနာများကိုဖြစ်နိုင်သမျှအချိန်တိုင်းသူတို့အကြားချင်းချင်းဖြည့်ရှင်းရန်အားပေးတိုက်တွန်းပါသည်ဤသို့လှုပ်ဆောင်ချက်အားဖြင့်အိမ်ပိုင်ရှင်များနှင့်အိမ်9များသည်ခါဒီယန်စိတ်ဖိစီးမှုဖြစ်စေနိုင်သောကြားနာမှုအစီအစဉ်ကိုဖြတ်သန်းလှုပ်ဆောင်ရမလို့ပဲရှောင်ရှားနိုင်ရန်အကူအညီပေးသည်ဤဒီမှာအငြင်းပွားမှုများကိုဖြေရှင်းရန်အကောင်းဆုံးနည်းလမ်းတစ်ချို့ဖြစ်သည်9ရက်မှုမစတင်မီ9ရက်ချင်းဆိုင်ရာစည်းကမ်းချက်များကိုရှင်းလင်းစွာချမှတ်ပါနှုတ်သဘောတူညီချက်များသည်တရားဝင်တော်လဲအခါတရံတွင်နားလည်မှုလွဲခြင်းသို့မဟုတ်ပြင်လျော့သွားနိုင်ခြင်းတို့ရှိကြသည်ရေးထားသောသဘောတူညီချက်များသည်ပြဿနာတစ်ခုဖြစ်လာပါကစည်းကမ်းချက်များကိုပြန်လည်ပို့ကာနိုင်ခွင့်ပေးသည်ဇုံတစ်ခုကိုပြုပြင်လို့လင်သင်၏အကြောင်းကြားဆက်သွယ်မှုများအားမှတမ်းတင်ထားပါနှုတ်ဖြစ်စကားပြောဆိုမှုများရှိသည့်အခါမှတမ်းတင်ထားပါပြဿနာဖြေရှင်းပေးရန်နှုတ်ဖြစ်တောင်းဆိုချက်မှုများမှာပြဿနာကိုမဖြေရှင်းနိုင်ပါကတောင်းဆိုချက်များကိုစာဖြည့်ရေးပါရေးထားသောမှတ်စုများစာသားများသို့မဟုတ်အီးမေးလ်များအားလုံး၏မိတ္တူများကိုသိဆက်ထားပါကသင်တွင်မှတ်တမ်းအမြဲတခုရှိသည်သတင်းပေးမှာကြားချက်များတွင်ပြဿနာ၏အသေးစိတ်အချက်များ၎င်းကိုဖြေရှင်းသင့်သည်ဟုသင်ထင်မြင်ပုံနှင့်၎င်းကိုမည်သို့ပြုပြင်သင့်သည်ဆိုသည့်အချက်များပါဝင်သင့်သည်ငြင်းပွားမှုတစ်ခုပေါ်ပေါက်လာပါက9ရက်မှုကာလအတွင်းလှုပ်ဆောင်ခဲ့သည့်ဤဆက်သွယ်မှုမှာကြားချက်များသည်ရှင်းလင်းပြသသောဆက်သွယ်မှုမှတ်တမ်းတစ်ခုအဖြစ်လှုပ်ဆောင်ပေးနိုင်သည်စံသတ်မှတ်ချက်များနှင့်ရင်းနှီးအောင်လုပ်ထားပါစံသတ်မှတ်ချက်များသည်ပြည်နယ်အတွင်းရှိအိမ်9ရက်မှုတိုင်းနှင့်သက်ဆိုင်ပါသည်အိမ်ပိုင်ရှင်နှင့်အိမ်9နှစ်ဦးစလုံးလိုက်နာရမည့်စည်းကမ်းများနှင့်တစ်ဖက်စီတွင်ရှိသည့်အခွင့်အရေးများပါရှိသည်စံသတ်မှတ်ချက်များသည်ရေးထားသောအိမ်9သဘောတူညီချက်တိုင်းတွင်ပူးတွဲပါရှိရမည်မိတ္တူကိုကျွန်တော်တို့ရဲ့ website တွင်တွေ့နိုင်ပါသည်သင်အိမ်ရှင်သို့မဟုတ်သင်အကြားတိုက်ရိုက်ဖြစ်ရှင်းမှုပြက်ကွယ်ပါကသင်သည်အိမ်ယာ9ရက်နေထိုင်ရေးရုံးထံတောင်းဆိုတင်ပြနိုင်ပါသည်၎င်းပြုလုပ်ပုံနှင့်ပတ်သက်သောအချက်အလက်များကိုကျွန်တော်တို့ရဲ့ website တွင်တွေ့ရှိနိုင်ပါသည်အိမ်ပိုင်ရှင်များနှင့်အိမ်9များကြားလေးစားဖွယ်ရေရှည်ဆက်ဆံရေးရရှိရန်အတွက်ဆွတ်သွေးသည်အဓိကတော့ချက်ဖြစ်ကြောင်းသိရပါမှတ်တမ်းများထားရှိပါစံသတ်မှတ်ချက်များတွင်ပါရှိသည့်သင်အခွင့်အရေးများကိုသိပါအိမ်9နေစဉ်တွင်ဖြစ်ပေါ်လာသည့်ပြဿနာများကိုပွင့်လင်းမြင်သာစွာဂိုင်တွယ်ရှင်းလင်းထားပါရိုးသားပွင့်လင်းစွာပြောဆိုဆက်ဆံခြင်းသည်အောင်မြင်သောအိမ်9ရန်ရှိများကိုဖြစ်စေသည်